ငွေကဘာမှာတော့ငါကဝါတုတ်တုတ်ငွေကလေးပေါ့တချင်းတန်ဟွာလုံးလို့ဘာသားကောင်မှလည်းမဖမ်းနိုင်ဘူးဖမ်းတဲ့သားကောင်တွေကတော့ပြန်ပြီးစားနောက်တာခံရသေးတယ်ဒီလောက်ဝနေတာဘာတွေစားလို့လဲတချင်းတန်နင်ကငါ့ကိုဒမ်ပူရာ trampoline အောက်မိနေတာလားငါကနင့်အတွက်ရှော့စီးစရာရှော့တိုင်းကြီးဖြစ်နေလို့လားသူတို့အားလုံးကငါ့ကိုနှိပ်စက်ကြတယ်ဟင်းချစ်စရာလေးဟင်းတရေကြီးငွေကြီးကစကားပြောနေတယ်ငါကဒီလောက်ချစ်စရာကောင်းတာကိုတရေနဲ့ဘယ်နာတူလို့လဲဝါအရန်ချောတဲ့ငွေကြီးပဲခြေထောက်တွေတောင်ပါသေးတယ်လားပါငါနဲ့တူတူကြင့်ကြံပြီးအတူတူအားဖြစ်ရအောင်တို့ခောက်တပိတ်လုပ်ရအောင်ငါနဲ့တန်ရာတွေကိုကူပေးမယ်ငါကိုမထိနဲ့နင်ကဒီလောက်တောင်တန်ရာရနေတာကိုဟန်ကိုဖို့လုံးမနေပါနဲ့နင့်အတွက်ဘာမှလည်းနင့်နာသွားတာမဟုတ်ဘူးဟောငါနင့်ကိုနောက်တစ်ခါလောက်ထပ်နှမ်းပါရစေဦးတချင်းတန်မင်းကိုငါတကယ်တတ်မှာနော်အိုးသွားပြီနော်ချောချောလေးအမဲကောင်ကြီးတို့တွေနောက်ဘယ်တော့မှမဆုံးကြည်ဒါကဘာကြီးလဲမင်းကငါ့ကိုအသားယူပြီးအခုကျတော့လက်ထပ်ဖို့ဇလန်းစင်ပြီးထွက်ပြေးချင်တာလားငွေစုပ်လေးငါလက်ထဲမီလို့ကတော့မလွယ်ဘူးတာမှတ်တချင်းတန်ပုံမှန်ဆိုတည်ငြိမ်ပြီးအေးဆက်လာတဲ့ငကားမင်းသားကဒဏ်ရာတွေကိုကုသပြီးပြန်ရောက်လာတာကိုဘာလို့ဒီလောက်တောင်စိတ်တူနေရတာလဲအားလုံးထွက်သွားကြစမ်းအဲ့ဒီအတိညာမရှိတဲ့ငွေစုပ်လေးတချင်းတန်ငါအောင်မြင်ပြီဟေ့နောက်ဆုံးတော့ငါလဲလူရုပ်ဖမ်းနိုင်ပြီဖေအမေသမီးပြန်လာပြီမေမေရဲ့သမီးလေးပြန်လာပြီမေမေတချင်းတန်သမီးမေမေကိုအရန်လွမ်းနေတာငါတို့ရဲ့သမီးလေးနံပါတ်၄ကနောက်ဆုံးတော့လူရုပ်ဖမ်းနိုင်ပြီပဲကောင်းတာပေါ့လာစမ်းပါဦးမေမေတေချာကြည့်ပါရစေကောင်းတယ်သမီးလေးလုံနိုင်ခဲ့ပြီညီမလေးနှစ်ပေါင်း800တောင်ကြာမှလူရုပ်ဖမ်းနိုင်တာနော်ဒီကလေးမလေးကတကယ်တော့ချစ်စရာလေးပါဒါပေမဲ့တိတ်တော့မပြတ်ဘူးညံတိတ်မကောင်းဘူးအကိုနှစ်ကလည်းညီမလေးကိုလာမစပါနဲ့နောက်ဆိုအပြင်မှာတယောက်တည်းအမဲမလိုက်နဲ့တော့နော်အပြင်မှာအန်ရများတယ်တချင်းတန်လူဆိုးတွေနဲ့တိုးရင်ဘယ်လိုလုပ်မလဲလူဆိုးဟုတ်လားသမီးကလူဆိုးနဲ့တိုးယုံတင်ဘဲကမလဲသူ့ကိုပါတင်းခဲ့တာသူကလူဆိုးစရင်နဲ့တော့မပါတော့ပါဘူးရုပ်ကတော်တော်ချောတာဒါပေမဲ့အဲ့ဒီတုန်းကသူတော်တော်စိတ်ဆိုးနေပုံရတယ်သူ့ကိုနောက်တစ်ခါထပ်မတွေ့ရဖို့ပဲဆူတောင်းရမယ်သူ့တန်ရာတွေတက်တာသွားပြီးဘယ်သူမှသူ့ကိုလာမနှိပ်ဆက်ဖို့ပဲမျှော်လင့်ပါတယ်သမီးလေးနံပါတ်၄ဘာတွေတွေးနေလို့မျက်နှာကြီးကနေရဲနေရတာလဲဘာမှမဟုတ်ပါဘူးအပြင်မှာရာသီဥတုကအရန်ပူလို့ပါဒီအကြောင်းကိုအတိပေးလို့မဖြစ်ဘူးမဟုတ်ရင်အိမ်မှာပဲအပိတ်ခံရလိမ့်မယ်ငါတက်တန်နှစ်ပေါင်း30တူညကျော်မှာတချင်းတန်ဒီလိုအဆက်ခွဲခံရတာတခါမှမရှိခဲ့ဘူးအခုကြမှာအဲ့ဒီဝတ်တုတ်တုံငွေစုပ်မလေးရဲ့အနိုင်ကျင့်တာကိုခံလိုက်ရတယ်ငါသူ့ကိုအမိဖမ်းရမယ်ဘယ်သူရှိလဲရှိပါတယ်ဖေမင်းသားကြီးတချင်းတန်မိစ္ဆာလောကရဲ့ဝင်ပေါက်ထွက်ပေါက်လမ်းကြောင်းအားလုံးကိုပိတ်ဆို့ထားလိုက်မိစ္ဆာလောကတစ်ခုလုံးကိုပြောင်းပြန်လန်ပြီးရှာရရင်တောင်ရှာစမ်းငကား6ထဲကိုကြာလာတဲ့အဲ့ဒီငွေမလေးကိုရှာသူ့ကိုအရှင်လက်လက်ဖမ်းခေါ်ခဲ့ငါကိုယ်တိုင်ပဲစီရင်မယ်ငွေစုပ်လေးငါရဲ့မျက်နှာသားပေးမှုကိုမင်းတဘောအတိုင်းယူလို့မရဘူးဆိုတာမင်းကိုငါကောင်းကောင်းကြီးသင်ခန်းစာပေးရမယ်နင်ကဒီလောက်တောင်တန်ရာရနေတာကိုဟန်ကိုဖို့လုံးမနေပါနဲ့နင့်အတွက်ဘာမှလည်းနင့်နာသွားတာမဟုတ်ဘူးအဲ့ဒီငွေစုပ်မလေးကတော့ကွာတကယ်ပဲမင်းသားကြီးတချင်းတန်မင်းသားကြီးတွေ့ပါပြီဝင်ခဲ့မင်းသားကြီးကိုသတင်းပို့ပါတယ်ခင်ဗျအဲ့ဒီငွေမလေးကိုတွေ့ပါပြီကျွန်တော်တို့လက်တလောလူရုပ်ဖမ်းနိုင်ခဲ့တဲ့ငွေမိစ္ဆာတွေအကုန်လုံးကိုတချင်းတန်လိုက်စစ်ဆေးကြည့်တာနောက်ဆုံးတော့တောင်ပိုင်းငွေမျိုးနွယ်စုတွေကတကောင်နဲ့ကွက်တီသွားတူနေပါတယ်ဒီမိစ္ဆာမလေးကတောင်ပိုင်းငွေဘရင်ရဲ့အငယ်ဆုံးသမီးဖြစ်ပါတယ်ကြားရတဲ့လောက်တော့ညံတိတ်မကောင်းဘူးလေလူရုပ်ဖမ်းနိုင်ဖို့အတွက်နှစ်ပေါင်း800တောင်အချိန်ယူခဲ့ရတာပါပြီးတော့လာမဲ့လာမှာမြေခွေးမျိုးနွယ်စုရဲ့ဒုတိယမင်းသားထူရှမ်းနဲ့လက်ထပ်တော့မှာပါခင်ဗျာသူကငါ့ကိုအသားယူပြီးတာနဲ့အခုကျတော့တခြားလူနဲ့လက်ထပ်မယ်ဟုတ်လားကောင်းတယ်တော်တော်ကောင်းတယ်ထွက်သွားကြစမ်းငိုချင်းဒီလိပ်ပြလေးကိုကြည့်ပါဦးတချင်းတန်အရန်လာတာပဲမင်းကြိုက်တယ်ဆိုရင်ငါဖမ်းပေးမယ်လေဟင်းဖမ်းလိုက်ရင်သူကလှမှာမဟုတ်တော့ဘူးငိုချင်းကအကောင်းဆုံးပဲငိုချင်းနဲ့တကယ်ကိုချုံမြိန်နေလိုက်တာတချင်းတန်မင်းညကတင်ငါနဲ့ဇလန်းဖြစ်ထားပြီးဒီနေ့ကျတော့မြေခွေးမျိုးနွယ်စုနဲ့ဆေးဆက်ကြောင်းလန်းနေပြီ